အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကကြွေရလက်မှာကျွန်တော် Java အတန်းနေတင်တဲ့အခါကျောင်းသားတော်တော်များများက Postman ဆိုတာကိုမသုံးတတ်ကြဘူးပေါ့နော် Postman ဆိုတဲ့ဟာကိုတိတောင်မသိကြဘူးပေါ့နော်အဲ့တော့ကျွန်တော်က Java course တင်တဲ့အခါမှာဒီ Postman ဘယ်လိုသုံးရလဲ Postman ရဲ့အားသာချက်ကဘာတွေလဲဆိုတာကိုအချိန်ပေးပြီးမပြောနိုင်ဘူးဗျသူက tools ပဲဆိုတဲ့အတက်ပေါ်မှာဘယ်လိုသုံးရတယ်ဆိုတာတကယ်တမ်းတော့ကိုယ့်ဘာကို self study လုပ်ရတာပေါ့နော်ဒါပေမဲ့တော်တော်များများကလည်း self study လုပ်ဖို့အတွက်အချိန်မပေးနိုင်တာပေါ့နော်ကျောင်းတစ်ဖက်နဲ့တချို့ကြတော့လည်းအလုပ်တစ်ဖက်နဲ့မို့လို့အချိန်မပေးနိုင်ကြဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့ဒီ Postman ဆိုတဲ့ tools ကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတဲ့ဟာလေးရှင်းပြချင်ပါ Postman ဆိုတာဘာလဲဆိုတာပထမဆုံးသိဖို့လိုတယ်ပေါ့နော်အဲ့တော့ Postman ဆိုတာက API tools တစ်ခုပါပဲပေါ့ကျွန်တော်တို့က software တွေရေးတဲ့ခါမှာဗျအခုနောက်ပိုင်း front end ဆိုပြီးတော့တစ်ပိုင်းရှိတယ်ကျွန်တော်တို့ရဲ့ website တွေဆိုပြီးတော့တစ်ပိုင်းရှိတယ် back end ဆိုပြီးတော့ API ရေးတဲ့ဥပမာကျွန်တော်တို့ဆိုရင်တော့ Java နဲ့ပေါ့နော်ရေးတယ်ပေါ့အဲ့တော့ Java နဲ့ဆိုပြီးတော့တစ်ပိုင်းရှိတယ်အဲ့လိုမျိုးရေးတဲ့ခါမှာ front က website လည်းဖြစ်နိုင်တယ်လို့ mobile platform တွေလည်းဖြစ်နိုင်တယ်အဲ့တော့ back end က Java နဲ့ရေးထားတဲ့ project တွေကို website ကလည်းလာခေါ်နိုင်တယ်လို့ mobile ကလည်းလာခေါ်နိုင်ဒါပေမဲ့ back end developer တွေအနေနဲ့ကကြတော့ဒီ website ကဘယ်လိုဖြစ်နေမလဲဆိုတော့ကျွန်တော်တို့မမြင်ရဘူးဗျအဲ့တော့ကျွန်တော်တို့က back end ကနေတိတာ API ပဲထုတ်ပေးလို့ရတာပေါ့နော်ကို API ဘလို့အလုံးလုံးနေလဲဆိုတာပဲကိုသိမှာပေါ့နော်အဲ့တော့အဲ့ဒီ API ကမှန်မှန်ကန်ကန်အလုံးလုံးရဲ့လားဆိုတာသိဖို့လိုလာတာပေါ့နော်အဲ့တော့ API request call တွေခေါ်ဖို့လိုတယ်အဲ့ဒီနေရာမှာ tools လေးအနေနဲ့ Postman ဆိုတဲ့ဟာကပေါ်လာတာပါ Postman ကနေမှတစ်ဆင့် backend project တွေကို request လမ်းခေါ်တာပါအဲ့ဒါဆိုရင် Postman ကိုဘာမှ down ရမလဲပေါ့နော် Postman ကို website ရှိပါတယ်ပေါ့နော် Postman ဆိုတာကမြန်မာလိုဆိုရင်တော့စာပို့သမားပေါ့ဗျာ Postman ဆိုတဲ့ website ကိုသွားပါပေါ့နော်အဲ့တော့ Postman website ကိုရောက်ပြီဆိုရင်ပထမဦးဆုံး screen မှာတင်ဘာကိုမြင်ရမလဲဆိုတော့ download ဆွဲဖို့အတွက်တွေ့ရလိမ့်မယ်ဒီမှာ Windows ဆိုရင်လည်း Windows သမားက Windows ကိုရွေးပါ Mac OS သမားကလည်း Mac OS ကိုရွေးပါ Linux သမားကလည်း Linux ကိုရွေးပါရွေးပြီးတော့ download ဆွဲသွားရုံပဲပေါ့နော် Mac OS သမားဆိုရင် CPU chip က Apple chip လား Intel chip လားဆိုတဲ့ဟာကိုတေချာကြည့်ပြီးတော့ရွေးပါပေါ့နော်နောက်ပိုင်း M series တွေဆိုရင်တော့ Apple chip ကတော့များပါတယ်ပေါ့နော်ဘယ်မှာကြည့်ရမလဲကိုယ့်ဆက်က Apple chip လားမသိဘူးဆိုရင် Apple icon လေးပေါ်မှာ about this Mac ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့ဒီမှာကြည့်လို့ရပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆို chip အမျိုးအစား Apple ကိုရေးထားတယ်ဒါဆိုရင်တော့ Apple C ကိုတောင်းပါပေါ့နော် Windows သမားဆိုရင်တော့ကျွန်တော်ဒီမှာ Windows ကိုရွေးပြီးတောင်းလိုက်ရုံပဲပေါ့နော်ကျွန်တော် OS က Mac OS ဆိုတာကိုသိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော် Windows ကိုနှိပ်လေသူက Mac ကိုပဲ redirect လုပ်သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒီကနေ down ပါ down ပြီးွားရင် install လုပ်ပါ install လုပ်တာကဘာမှမခက်ဘူးဗျ easy going ပဲပေါ့နော်ကျွန်တော် nextလေးတွေနှိပ်သွားရုံအဲ့ဒါပြီးသွားတဲ့ခါကျရင်ကျွန်တော် open ဖွင့်လိုက်အဲ့ဒါဆိုရင်စသုံးလို့ရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့အခုဆိုရင် Postman ကို install လုပ်ပြီးသွားတဲ့အခါ welcome screen လေးကိုမြင်ရပါလိမ့်မယ်ဒီမှာဆိုရင်sign up လုပ်ဖို့သူပြောပါတယ်ပေါ့နော်sign up မလုပ်ဘဲနဲ့ open lightweight နဲ့လည်းကျွန်တော်တို့သုံးလို့ရပါ sign up လုပ်ပြီးတော့လည်းသုံးလို့ရပါပုံမှာ navigation bar ရှိမယ်ဒီဘက်မှာ menu bar တွေရှိမယ်left menu ရှိမယ်ကျွန်တော်ဒီဘက်မှာနောက်ဆို right menu ရှိလာမယ် footer ရှိလာမယ်ပေါ့နော်အဲ့မှာဒီမှာ function တွေအများကြီးရှိပါတယ်အဲ့ဒီရဲ့ကျွန်တော်အပေါ်ပေါ့နော် menu bar ရဲ့ညာဘက် channel လေးမှာဆိုရင်ဘာရှိလဲဆိုတော့ကျွန်တော်ဒီမှာ create account ဆိုတာရှိပါတယ်ပေါ့ဒါမှမဟုတ် sign in ပေါ့အဲ့တော့တကယ်လို့ကိုက account မရှိသေးဘူးဆိုရင်ကျွန်တော် create account ဆိုပြီးတော့နှိပ်မယ် redirect ဖြစ်သွားပါလိမ့်မယ်အဲ့မှာကျွန်တော်ဘာလုပ်ရမလဲဆိုတော့ account ဖွင့်ရပါလိမ့်မယ်ပေါ့နော်တကယ်လို့ကိုကကြီးကြီးမားမားသုံးမှာမဟုတ်ဘူးမဟုတ်လေ Google နဲ့ဝင်တာကိုကြိုက်တယ်ဆိုလဲ Google နဲ့ပဲချိန်လိုက်ပါပေါ့နော်တကယ်လို့ကိုကမဟုတ်ဘူး password တွေပါတွေမှတ်ထားခြင်းတယ်ဆိုရင်တော့ကျွန်တော်ဒီမှာ email တွေ user name တွေ password တွေပေးပြီးတော့ကျွန်တော် create account လုပ်ပါကျွန်တော်ကတော့ Google နဲ့ပဲ join လိုက်ပါမယ်နော်ကျွန်တော်တို့လွယ်တယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဒီ Gmail နဲ့ကျွန်တော် join ထားလိုက်ပါမယ်login လုပ်ပြီးတော့ခုနတုန်းကကျွန်တော်တို့ Postman ကို redirect လုပ်သွားပါလိမ့်မယ်ပေါ့နော်အဲ့တော့လွယ်ပါတယ်ခင်ဗျဒါဆိုရင်တော့ account create လုပ်တာပေါ့နော်ဒါ okay open Postman ဆိုပေးလိုက်ရင် browser ရဲ့ login ဝင်ထားတဲ့ account နဲ့ကျွန်တော်တို့ဒီ Postman ဒီ desktop version နဲ့ဟာဘာဖြစ်လဲဆိုတော့ connect ရပါပြီပေါ့နော်ဆင့်သွားပြီ data တွေဆင့်သွားပြီနော်အဲ့ဒါဆိုရင်ဒီမှာဘာလုပ်လို့ရပြီလဲဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့ desktop version ကနေသုံးလို့ရတယ် browser မှာကျွန်တော်တို့ဒီ Postman ပေါ့နော် Postman ဆိုပြီးတော့ဒီ login ဆိုပြီးတော့ဝင်ထားလိုက်မယ်ဆိုရင်ဒီ browser version web version လည်းရှိတယ်ဒါဆိုရင်ဒါ Chrome browser ရဲ့ browser version နဲ့သုံးတာပါပေါ့နော် okay ဒီမှာကျွန်တော်တို့ဘာတွေရှိလဲဆိုတော့ကိုယ့်ရဲ့ profile ရှိတယ်เนาะနောက်တစ်ခုက workspace တွေရှိတယ်ဒီ private API workspace တွေရှိမယ်เนาะနောက်တစ်ခုကဒီမှာကျွန်တော်တို့ဒီ
setting တွေချိန်တာတွေရှိမယ်နော်နောက်တစ်ခုဒီအပေါ်မှာဆိုရင် workspace ဘယ်နှခုရှိလဲပေါ့လောလောဆယ်ကျွန်တော်မှာတစ်ခုပဲရှိတယ်နော်အဲ့ဒါပြီးပါ API network ဆိုတာရှိမယ် search တစ်ခုခုကိုရဲ့ API ရှာချင်တာမျိုးဥပမာကျွန်တော်တို့ post API တွေရေးတဲ့ခါမှာပေါ့နော် postman မှာလာသိမ်းတာအရင်များရင်ကျွန်တော်ဘယ်လိုရှာရမှန်းမသိတော့ဘူးဗျအဲ့ဒါဆိုဒီမှာလာရှာလို့ရတယ်နောက်ပိုင်းတကယ်လို့ကိုယ့်ရဲ့ account setting တွေချိန်နေတာဆိုဒီမှာချိန်လို့ရတယ်ဒီ sorry ကျွန်တော်ဒီမှာဆိုရင်တော့ postman ရဲ့ setting တွေချိန်လို့ရတယ် notification တွေကြည့်လို့ရတယ်ကိုယ့်ရဲ့ profile setting တွေဒီမှာချိန်လို့ရတယ်ကိုက free version ကနေပတ်စံနဲ့ပေးသုံးမယ်ဆိုရင်ဝယ်သုံးမယ်ဆိုရင်ဒီမှာကျွန်တော်တို့ setting တွေချိန်လို့ရတယ်နော်အဲ့တော့ဒါတွေကကျွန်တော်နောက်ကျရင်တော့ထပ်ပြီးတော့ကျွန်တော်ရှင်းပြပေးပါအောင်မယ်အဲ့တော့ဒီမှာပေါ့နော် postman desktop version ကိုကြည့်လိုက်မယ်ဆိုရင်တော့ဘာရှိလဲဆိုအပေါ်က navigation bar လို့ခေါ်မှာပေါ့နော်အဲ့ဒါရဲ့ကျွန်တော် left menu bar ရဲ့ကျွန်တော် right menu bar ရှိမယ်နောက်ပြီး footer ရှိမယ်နော်ဒီအပေါ်မှာဆိုခုနကတော့ဒီ home ဆိုတာကိုဒီ setting တွေချိန်လို့ရဖို့အတွက်သွားတဲ့နေရာရှိတယ်နော်နောက်တစ်ခုကကျတော့ကျွန်တော် workspace ပဲ workspace လဲနှစ်ခုသုံးခုကျွန်တော်ထားလို့ရတယ်အဲ့ဒီကိုရဲ့ workspace ပေါ်မှာမူတည်ပြီးတော့လုပ်လို့ရတယ်နော်နောက်တစ်ခုက API network ဆိုတာကကိုကဒီ public ပေးထားတဲ့ API network ဒီအဲ့ဒါတွေကိုရှာပြီးတော့ကိုဘယ်လိုအသုံးပြုလို့ရမလဲ apply လုပ်လို့ရမလဲဆိုတာတွေကိုလာပြီးတော့ study လုပ်လို့ရတယ်ပေါ့နော်ဒီမှာကျတော့ go back ဆိုတာကျွန်တော်ပြီးခဲ့တဲ့နှိပ်ခဲ့တဲ့ဟာတွေကို back နဲ့ forward နဲ့ဒီလိုပြန်သွားလို့ရပါတယ်နော်ဒါတွေကတော့ကျွန်တော် browser တွေမှာသုံးနေကြဆိုရင်းနေမယ်ထင်တယ်ဒီ search ကကြတော့ကိုယ့်ရဲ့နော်ဒီမှာကျွန်တော်တို့ဒီ API တွေအများကြီး request တောင်းထားတာရှိတယ်ဆိုရင်နော် request တောင်းထားတာရှိတယ်ဆိုရင်ကျွန်တော်တို့ဒီ API သိမ်းထားတဲ့ endpoint တွေကိုကျွန်တော်ဒီမှာလာပြီးတော့လွယ်လင်းတကူရှာလို့ရတယ် workspace နဲ့ရှာမလား collection နဲ့ရှာမလားနော်ဘာနဲ့ရှာမလဲရှာလို့ရတယ်ဒီဘက်မှာကြတော့ကျွန်တော်တို့ဒီ account ပေါ့နော်ဘက်မှာကြတော့ကျွန်တော် invite ပေါ့နော်ကိုယ့်ရဲ့ team member invite လုပ်ချင်တယ်ဆိုရင် project တစ်ခုစုရေးကြတယ်လူ2ယောက်3ယောက်နော် API တွေကိုတယောက်က create လုပ်လိုက်တာနဲ့နောက်တစ်ယောက်စီမှာရောက်သွားစေချင်တယ်အဲ့လိုမျိုး group လိုက်လုပ်ချင်တဲ့အခါမျိုးတွေမှာဆိုကျွန်တော်တို့ဒီမှာ invite လုပ်လို့ရတယ် email ထည့်ပြီး invite လုပ်လို့ရတယ်နော်နောက်တစ်ခါ link share ပြီးတော့ invite လုပ်လို့ရတယ်နောက်တစ်ခါဒီမှာ setting ဆိုတာရှိမယ် notification တွေကျွန်တော်တို့ကြည့်လို့ရမယ်ဒီမှာကျတော့ကျွန်တော် account profile ဒီ profile ကိုမကြိုက်ဘူးဆိုကျွန်တော်တို့ပြင်လို့ရတယ်ဒီမှာ upgrade လုပ်လို့ရတာရှိမယ်နော်ဒါကကျွန်တော် navigation bar မှာရှိတဲ့ဟာပါပေါ့နော်ဒီဘက်မှာကြာတော့ collection ဆိုတာတွေရှိမယ် collection ဆိုတာကျွန်တော်ဘာနဲ့တူလဲဆိုတော့ဗျာဒီ API တွေကိုစုဝေးထားတာပေါ့နော်သူ့ရဲ့ logic ပေါ်မှာမူတည်ပြီးတော့စုဝေးထားဖို့အတွက်ရှိမယ် environment ဆိုတာရှိမယ် flow တွေရှိမယ် history တွေရှိမယ်ဒီမှာမှကိုကထပ်ပြီးတော့ပေါ့နော်ဒီအဲ့ဒါတွေမကဘူးထပ်လိုချင်တယ်ဆိုရင်ဒီအောက်ကကျွန်တော်တို့ configure ဆိုပြီးတော့ဒီမှာကိုထပ်ထည့်ချင်တဲ့ဟာလေးတွေကိုကျွန်တော်ဒီဟာလေးတွေကို online တာနဲ့ဘာဖြစ်သွားလဲဆိုတော့ဒီဘက်ပေးမှာပေါ်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာ configure ထဲမှာလာပြီးတော့လုပ်လို့ရတယ်နော်အဲ့ဒါပြီးသွားတဲ့ခါကျဒီမှာကျွန်တော်တို့ endpoint API request call ခေါ်ဖို့အတွက်တွေကိုဒီမှာကျွန်တော်အပေါင်းဆိုင်ရှိတယ်နော်ဒီကနေပြီးတော့လည်းလုပ်လို့ရတယ်ကျွန်တော်တို့ဒီအပေါ်ကနေလည်းလုပ်လို့ရတယ်နော်အဲ့ဒါရှိမယ်အလေကကြတော့ request ခေါ်တဲ့နေရာပေါ့နော်အဲ့ဒါရှိမယ်ပြီးသွားတဲ့ခါကျရင် right ဘက်မှာကြတော့ကျွန်တော်တို့ variable ဘာတွေနဲ့ဘိုင်းလာတာလဲနောက်တစ်ခုကကိုကဗျာကို API request ခေါ်တာရှိတယ်ကိုတငယ်ချင်းကို share ပေးလိုက်ခြင်းနဲ့ဆိုဘယ်လိုပုံစံနဲ့အဲ့ဒီ code ကိုကားပေါ့နော် CURL ပေါ့နော်ကားလို့ခေါ်တယ်အဲ့ဒါနဲ့ဘယ်လို share မလဲဆိုတော့လွယ်တကူထုတ်လို့ရတယ်နော်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီ request တစ်ခုဘယ်ဟာနဲ့ request related ဖြစ်နေတယ်ဆိုတဲ့ဟာတွေလာကြည့်လို့ရတာတွေရှိမယ်နော်ဒါကတော့ရှိအဲ့ဒါပြီးသွားရင်ကျွန်တော်ဒီအောက်က footer ပေါ့နော် footer မှာကျတော့ပါရှိလဲကျွန်တော် menu bar ကိုပေါ်လိုက်ဖြောက်လိုက်လောက်တာရှိမယ်ကျွန်တော်ရဲ့ status ပေါ့နော်ဒီခုနတုန်းကကျွန်တော်တို့က web account ရှိတယ်လीနော်web browser မှာ account ဝင်ထားတာရှိတယ် postman server နဲ့ကျွန်တော်တို့ရဲ့ဒီ client နဲ့ကဘာဖြစ်နေလဲ postman client နဲ့က connection ရှိနေရဲ့လားဆိုတာပေါ့နော်ဥပမာကိုယ့်ရဲ့ API request တွေတင်ထားဖို့အတွက် server ဆိုတာလိုတယ်လीနော်အဲ့တော့အဲ့ဒီဟာရဲ့နောက်တစ်ခုက find and replace တစ်ခုရှာပြီးတော့ကျွန်တော် replace လုပ်လိုက်ချင်တာတို့ဘာလို့ဒါမျိုးတွေလုပ်လို့ရတယ်နောက်ပိုင်း console ဆိုတာရှိမယ်နော်အဲ့တော့ console မှာတွားကြည့်တာလို့ရှိမယ်နောက်က runner တွေရှိမယ်နောက်တစ်ခုက proxy တွေရှိမယ်နော်ဒါတွေကတော့ကျွန်တော်နောက်ပိုင်းအချိန်ရရင်ရှင်းပြပေးပါဦးမယ်ပေါ့နော်နောက်က cookie ဆိုတာတွေရှိမယ်နောက်တစ်ခုက vault ပေါ့နော်ဥပမာ secret key တွေဘာတွေကိုကိုကခဏ request တွေတောင်းတဲ့အခါမှာ secret key ထည့်ဖို့လိုတာလို့ပါဆိုကျွန်တော် default ထဲမှာလာပြီးတော့တင်ထားလို့ရတယ်နော်နောက်တစ်ခုက trash ပေါ့ကိုပြတ်ထားတဲ့အမိုက်တွေကိုဒီမှာလာပြန်လာကြည့်လို့ရတယ်နောက်တစ်ခုကကျတော့ဒီဘက်ကျွန်တော်ဒီ panel ကိုဘယ်လိုပြင်ကျင်လဲဘာညာဆိုရှိတယ်ဒီမှာ question mark ဆိုတာရှိနော်ကျွန်တော်မှာ API တွေမရှိသေးဘူးเนาะအဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တဖြည်းဖြည်းရှင်းပြပေးသွားပါဦးမယ်ပေါ့နော်ကျွန်တော်ဒီနေ့အပိုင်းကိုတလောက်မှပဲရက်ထားမယ်ပေါ့နော်အဲ့တော့နောက်ဗီဒီယိုတွေမှာကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးပါဦးမယ်ဘယ်ဟာတွေကဘယ်လို concept တွေလဲဆိုတာပေါ့နော် okay ကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ်ပေါ့နော်